အားလုံးပဲမင်္ဂလာပါကျွန်တော်ပြန်လာပြီဒီနေ့ဆိုတော့ကျွန်တော် revamp လုပ်လေးတွေပြောပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့တော်ပါလေ revamp လုပ်လေးပြောပြပါဆိုပြီးတော့လာပြောလို့မျိုးပဲကျန်တဲ့လူလည်းကျွန်တော်လာပြောပါတယ်ဘာလို့ပြောလဲဆိုတော့ဒီပေါ့ကျွန်တော်နဲ့ gate rule လေးရဲ့ဘယ်လိုဆော့လဲကျွန်တော်အိမ်ကြီးကိုမြင်ပြီးတော့လေဘရိုအိမ်ကြီးကဘာဖြစ်လို့အဲ့လိုဖြစ်နေရလဲပြီးတော့ဒီမိနစ်တွေကလည်းဘာဖြစ်လို့များနေရလဲတရားဆက်နေရတော့အဲ့ဒါရအားလို့ကျွန်တော်ဒီဗီဒီယိုမှာပြောပြမှာဖြစ်ပါတယ်ကျွန်တော်မသိရလို့ပါပြောပြမှာပါဟုတ်လားနောက်မှလည်းရှိရဟောင်းမှာပါဒီမှာဘုံမောင်ကြီးလူကိုကျင်းလို့လေဟိုလဲဆိုရဟာရှိပါတယ်အဲ့ဒါကိုကျွန်တော်ရဲ့ fan လေးကိုကျွန်တော်ပေးလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ fan ကိုကျွန်တော်ရှိတဲ့ magic ကြီးရောပေးရပါအခုပါ revamp လုပ်ပါကျွန်တော် revamp ပါနောက်ရင်းနဲ့မှားပါတယ်ကာပူစီနိုဟို event လာပြီဟေး event မှာပါကျွန်တော်ပေးရပြီးစာအုပ်ဖို့လေးတွေ့ရတယ်အဲ့ဒါလေးမနှိပ်ပါနဲ့အောက်မှာ show ဆိုတဲ့ဟာလေးရှိပါတယ်မနှိပ်ပါနဲ့အလေရဟောင်းလို့ revamp ဆိုတဲ့ဟာပါအဲ့ဒီမှာဘရိုအနေနဲ့အဲ့လိုကျွန်တော်ကတော့အရင်ကလေးကလှုပ်ထားတာဘာမှမဖြစ်ပါဘူးဘရိုခိုးအရင်ကလှုပ်ထားလေးရတယ်ဘရိုကျွန်တော်ထုတ်ပေးပြန်ပါဗျာအခုမှစားလုံးမဆိုလဲရပါတယ်ဒီလိုပဲပေါ့ပါပါအဲ့မှာကျွန်တော်လုံးလေးဘရင်းရောနှစ်ကောက်ပေါ်ပါတယ် free ကိုခမန်းကိုဆိုကမန်းငါကြောင်းရှိမရှိရတယ်ကျွန်တော်နောက်ဆက်ဒီအာဗိုကာချီနိုအဆာဆင်းလာပါလားမသိပါဘူးအဲ့ဒါတခေါက်တွေ့တော့ရပါတယ်ပတ်စံလိုမြင်ရတာဆို100မီလီတောက်ဝဲတောက်ရှိပါ200မီလီရှိပါတယ်အဲ့ဒီမှာအေးစေးပါစေးပြန်နော်အားဆိုပြောလို့ရှိရင်ဒီမှာသူပြထားတာကြတော့ဒီမှာရုပ်လို့ရှိရင်ဘလို့နေတယ်ပထမတော့လုံပြီးသွားလို့ရှိရင်ဘလို့ရှိတယ်ဘလို့ရောအားလုံးပျောက်သွားမှာပျောက်ပြီးသွားလို့ရှိရင်ဘလို့အဲ့ပတ်စံကြီးရမှာပတ်စံရမှာကျွန်တော်တို့လေကျွန်တော်အရှိပါလေးလှုပ်ထားတော့100ကြီးရမှာ100ကြီးနဲ့ကျွန်တော်ထွက်ပြီးတော့အစားပြန်စားအောင်ပါစားပြီးဒီမှာအဲ့လိုဒီ free ကိုကမှခုနေရမှာတခြားကောက်လေးပြောင်းမယ်တကောက်လေးဖြစ်တယ်ဖြစ်မယ်အဲ့လိုမျိုးပဲပြီးဒီမှာစပေးလေးတွေတိုးပါတယ်ဒီမှာတူလားကျွန်တော်အောက်မပြရတယ်ဘုံးလေးပါရေပါအဲ့ဘိုးကြီးအားကြီးအဲ့ဒါကြီးကလေကျွန်တော်ဒီ revamp လုပ်ပြီးတော့တိုးလာတယ်ဖြစ်ပါတယ်တော့လို့လေ10လက်ကတိုးမယ်တခါလို့လို့ရှိရင်ပြီးဒီအပေါ်တော့မှရှိရဲဒီဟာလေးတွေတိုးမှာပဲအဲ့ဒီအကွက်လေးတွေတိုးမှာပဲဖြစ်ပါတယ်လေအားလို့ဗီဒီယိုစားအောင်ကိုပြောက်တဲ့ခါလေးရပါတယ်ဝေးမိနေကျွန်တော်မနေ့ကတော့အချင်းမှာကြီးခုရှိပါတယ်အဲ့ဒါဒီဘာလေးဆိုတော့မှာပါဒီလုံးဝယူမှာရှိတော့ဖြစ်ပါဖြစ်ပါယူဝေးတော့ဒီကောင်တော့ကြိုက်တယ်ဟောတော့မတိကြီးပြပေးရဟောဗျာကျွန်တော်ဒါလေးပဲပေးလုံးဝမတည်ရလိုက်လက်နေပါတယ်လူကြီးတွေ့နေမှာပါလိုက်ရောက်ရက်နေပါဒါလည်းကျွန်တော် fan လေးကျွန်တော်မရရလုပ်ပြီးပါမယ်သူမရရှူသွားပါပြီဒါပေမဲ့ကျွန်တော်လုပ်ပြီးပါမယ်လူဝယ်မယ်အောင်ဝယ်ပါရှင်းရဟာအားလုံးနားလေးရွေးချင်ပါတယ်တော့ကျွန်တော်ဒီနေ့ revamp လုပ်ရပြီခုလုံးလေ revamp စားလုပ်ပါပြီပစ္စည်းလောလေပစ္စည်းစုပါဒီ20ကင်းနဲ့စီရာရင်ပါပဲဝယ်ပြီးတော့Chef Crabrakadabra Chef Crabrakadabra Chef Crabrakadabraဒီမြင်တဲ့တိုင်းပဲလိုက်ရတော့လက်နေပါအဲ့ဒါမျိုးမလုပ်ပြတော့ဗီဒီယိုလေးကိုတေချာရှင်းသွားပြီလို့ထင်ပါတယ် revamp လုပ်နေတိသွားတော့ထင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော် revamp လုပ်ကျွန်တော်ကိုယ်ပဲ revamp လုပ်ပြပါမယ်လိုက်ရတော့လက်နေလို့ပါလေးဗီဒီယိုလောက်ပါပဲကြည့်ရှုပေးရလို့အားလုံးကျေးဇူးတင်ပါတယ်